သူမဟာဘယ်သူမှလက်မမီနိုင်တဲ့စံပြမင်းကလေးတယောက်ဖြစ်ပြီးသူမနဲ့သူငယ်ချင်းဖြစ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုလူတိုင်းကနားလည်ထားကြပါတယ်ညနေဘက်အိမ်ရောက်တော့ဖူဂျီမီကဝရန်တာမှာဂျယ်လီထွက်စားနေပါတယ်ရှိနာကဒါကိုသတိထားမိသွားပြီးဒီလောက်အာဟာရမရှိတာတွေစားနေတာဟာပုံမှန်မဟုတ်ဘူးလို့ပြောပြီးသူမကိုခန်းဆောင်ဖို့ပြောလိုက်ပါတယ်မိနစ်ပိုင်းလောက်အကြာမှာပဲသူမကအင်းရှိဘဲကိုလာတီးပြီးနေ့လယ်စာကပေါ်နေတဲ့ဟင်းချို့ကိုလာပေးပါတယ်ဖူဂျီမီကသူမကိုနတ်မိမယ်လေးလို့တင်စားပြီးကျေးဇူးတင်စကားပြောလိုက်ပါတယ်ဒါပေမဲ့သူမကတော့အမြဲတမ်းအခေါ်ခံရလေးရှိတယ်အဲ့ဒီလိုနတ်မိပြောင်မျိုးကိုသဘောမကျပဲနောက်အဲ့ဒီလိုမခေါ်ဖို့တားရှာပါတယ်မနက်ခင်းရောက်တော့ဖူဂျီမီကဟင်းထည့်ပေးလိုက်တဲ့ဘူးကိုသွားပြန်ပေးပါတယ်ဒါပေမဲ့ရှိနာကအစားတောက်တွေအပြည့်နဲ့တခြားဘူးတစ်ဘူးကိုထပ်ပေးလိုက်ပြန်ပါတယ်သူမကချက်ပြုတ်ရင်အမြဲတမ်းသူမစားနိုင်တာထက်ပိုချက်မိနေလုံးပဲဖြစ်လို့ပိုနေတဲ့အစားတောက်တွေကိုရှင်းပြနိုင်အောင်ကူညီပေးဖို့ပြောပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူမဟာနေတိုင်းဟင်းတွေချက်ပြီးသူ့ကိုတပူးစီလာပေးပါတော့တယ်တရက်မှာတော့သူမဟာဖူဂျီမီစီကနေဘိုးလို့ကိုလာယူရင်းသူ့အခန်းထဲကနေတခုခုကိုအသေးအတန်လုံးနေတဲ့အတန်တွေကြားရပါတယ်သူတကားဖွင့်ပေးလိုက်တဲ့အခါမှာတော့ဖူဂျီမီတယောက်သူမရှိမှတင်လဲကျသွားပါတော့တယ်သူကအင်ကိုနောက်ဆုံးတော့တန်ရှင်းရေးလုပ်ဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောပါတယ်ရှိနာလည်းဒါကိုမြင်ပြီးတန်ရှင်းရေးလုပ်တာကိုဝိုင်းကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တန်ရှင်းရေးလုပ်နေတော့မှရှိနာချော်လဲပြီးဖူဂျီမီရဲ့အပေါ်ကိုပြုတ်ကျသွားတာကြောင့်နှစ်ယောက်သားချမ်းပြင်ပေါ်မှာအတူတူထိုင်မိလျက်သားဖြစ်သွားကြပါတယ်ဒီအခြေအနေကြောင့်လူငယ်နှစ်ဦးစလုံးရှက်ကန်ဖြစ်သွားကြပေမဲ့အခုလိုမျိုးထပ်မဖြစ်ရအောင်အင်ကိုတေးချာတန်ရှင်းရေးလုပ်ခဲ့ကြတာဖြစ်ပါတယ်သူတို့နှစ်ယောက်ချက်ပြီးဆက်လုပ်ဖို့ပြင်လိုက်တဲ့အချိန်မှာတော့မင်းကလေးရဲ့ရင်ခုန်တန်တွေမြင်လာတာကိုခံစားလိုက်ရပါတယ်တန်ရှင်းရေးလုပ်ပြီးသွားတဲ့အခါမှာတော့ရလက်ကိုသူတို့သဘောကျနေကြပါတယ်စတိုးဆိုင်ကိုသွားဖို့အချိန်မရှိတော့တာကြောင့်ပီဇာပဲမှာစားဖို့ဆုံးဖြတ်လိုက်ကြပါတယ်စားဖို့ထိုင်လိုက်တဲ့အခါမှာတော့ရှိနာကပီဇာကိုကြည့်ပြီးအံ့ဩနေပါတယ်သူမဟာအပြင်စာတွေကိုတခါမှမစားဘူးဖြစ်နေပါတယ်ဒါပေမဲ့အင်ကူကပဲသူတို့အတွက်အမြဲတမ်းချက်ပြုတ်ပေးလေးရှိတယ်လို့သူမကပြောပြပါတယ်သူမဟာချမ်းသာတဲ့မိသားစုကဖြစ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖူဂျီမီရဲ့တယောက်နေနဲ့တော့အန်လာသွားရပါတယ်ရှိနာကပီဇာကိုမြည်ဆန်းကြည့်ပြီးဒီလိုမှစားရတဲ့အစားအသောက်ကိုသဘောကျသွားကဖူဂျီမီရဲ့နဲ့အတူပျော်ပျော်ရွှင်ရွှင်စားတော့ပါတော့တယ်ညနေဘက်ပြန်ခါနီးမှာတော့ဖူဂျီမီကသူမကိုမိကုန်းတစ်ခုမေးပါတယ်သူမကသူ့ကိုအခုလိုကြွေးမွေးနေတာကြောင့်သူမအတွက်ဘာကြိုးမြတ်ရလို့လဲဆိုပြီးမေးလိုက်တာပါမင်းကလေးကတော့သူမရဲ့ဂုဏ်ယူမှုကိုဖြည့်ဆည်းပေးနေတာဖြစ်ပြီးမိမိဘာသာချက်စားတာထက်စရင်တခြားတယောက်အတွက်ချက်ပြုတ်ပေးရတာကပိုပြီးတော့ပျော်စရာကောင်းလို့ပါလို့ပြန်ပြောခဲ့ပါတယ်အဲဒီနောက်သူတို့နှုတ်ဆက်ပြီးသူမလည်းအိမ်ပြန်သွားခဲ့ပါတယ်တရက်မှာတော့ဖူဂျီမီရဲ့တယောက်ကျောင်းကနေအိမ်ပြန်လမ်းမှာပန်းချန်ထဲကခုံတန်းလျားပေါ်မှာထိုင်နေတဲ့ရှိနာနဲ့ဆုံပါတယ်သူကသူမနားကိုချင်းကပ်သွားပြီးဒီမှာဘာလုပ်နေတာလဲလို့မေးတဲ့အခါသူမကဒီတိုင်းထိုင်နေတာပါလို့ပြန်ဖြေပါတယ်တကယ်တော့သူမဟာအပင်ပေါ်ကနေအောက်ကိုကိုယ်တိုင်မစင်းနိုင်ဖြစ်နေတဲ့ကြံကလေးတစ်ကောင်ကိုကူညီပြီးဆင်းပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဖူဂျီမီကတခုခုလွဲမနေပြီဆိုတာကိုရိပ်မိသွားပါတယ်သူမရဲ့အဝတ်အစားတွေနဲ့ခြေထောက်တွေကိုကြည့်လိုက်တဲ့အခါသူမမှာဒဏ်ရာရထားတာကိုသတိပြဦးမိသွားပြီးရှိနာကိုဒီမှာပဲငြိမ်ငြိမ်လေးထိုင်နေဖို့ပြောလိုက်ပါတယ်မိနစ်ပိုင်းလောက်အကြာမှာတော့သူဟာရှေးဦးသူနာပြုတ်တက်တာကိုယူပြီးပြန်ရောက်လာပါတယ်ပြီးတော့သူမကိုသူမဖုံးကွယ်ထားနိုင်ဖို့နဲ့ဝတ်ထားတဲ့ခြေအိတ်ရှည်ကိုချွတ်နိုင်ဖို့အတွက်သူ့ရဲ့ဂျာကင်အင်ဂျီကိုပေးပြီးတခြားဘက်ကိုလှည့်ပေးထားပါတယ်မင်းကလေးလည်းသူ့စကားကိုနားထောင်ပြီးသူပြောတဲ့အတိုင်းလိုက်လုပ်ပါတယ်အဲဒီနောက်သူကသူမရဲ့ဒဏ်ရာကိုဆေးထည့်ပေးလိုက်တာကြောင့်မင်းကလေးလည်းအများကြီးသက်သာရသွားပါတယ်ဖူဂျီမီကသူမရဲ့ဗလာဖြစ်နေတဲ့ခြေထောက်တွေနဲ့ဒဏ်ရာတွေကိုဖုံးကွယ်နိုင်ဖို့သူ့ရဲ့အားကစားပေါင်းပြီးရှင်နဲ့အပေါ်ကနေထက်ဝတ်ဖို့ဆွဲထားအင်ဂျီကိုပေးလိုက်ပါတယ်ဒါမှလည်းသူနဲ့အတူရှိနေတာကိုဘယ်သူမှမြင်မှာမဟုတ်လို့ဖြစ်ပါတယ်အဲဒီနောက်မှာတော့သူကသူမကိုသူ့ကြောပေါ်မှာပိုးပြီးအင်ဂျီဘေးကင်းကင်းနဲ့လိုက်ပို့ပေးခဲ့ပါတယ်